တရုတ်မှာငကားရှာပြီးတွေ့ရှိတာလို့ပြောတယ်အဲ့ဒါတွေကမှန်အောင်မှန်လားလို့ပြောတယ်ဆိုရင်ဗျာတရုတ်နိုင်ငံ researcher တွေပဲတရုတ်နိုင်ငံသုတေသနပညာရှင်တွေပဲတွားပြီးလေ့လာရတာမဟုတ်အဲ့သုတေသနပညာရှင်တွေမှာ Scotland သုတေသနပညာရှင်တွေပါတယ်အမေရိကသုတေသနပညာရှင်တွေပါပြီးတော့သူတို့ဖွဲ့စည်းပြီးတွားလေ့လာတဲ့အပေါ်မှာဂူတူထဲမှာဒီရောက်တော့တွေ့ပါတယ်အဲ့ငကားတွေ့ရှိတာတဲ့ပုံစံဘယ်လိုလဲလို့မေးရဆိုရင်ဗျာဒီငကားကတော့ကြောက်ဖြစ်ရုံချင်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရှာပြီးတွေ့ရှိတာတဲ့ငကားလို့ပြောလို့ရတယ်ဗျာခုခေတ်ပေါ်ပညာရက်မှာလေ mythology ဆိုတဲ့ပုံမြင်တဲ့တဏှာကြီးတွေကိုလေ့လာတဲ့ပညာရက်ဆိုတာရှိပါတယ်အဲ့ဒီပုံမြင်တဲ့တဏှာကြီးတွေကအလုံးစုံပြစ်ပယ်လို့မရပါဘူးအခုကနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့တမိုင်းတွေကတမိုင်းဖြစ်တွေကအဲ့ဒီပုံမြင်တဲ့တဏှာကြီးတွေကိုလေ့လာပြီးတော့မှအစအနာကိုဆွဲထုတ်ပြီးတော့မှရှာဖွေတဲ့ရတဲ့အရာတွေဖြစ်တယ်နော်ဥဒ္ဒနာဗုဒ္ဓစာပေမှာငကားကိုအာလိန်50မှာပါပါတယ်အတူရာနဲ့တရားမင်းနဲ့ဖြစ်တဲ့အခါမှာအတူရာတွေကအဲ့ဒီတရားနတ်ပြည်ကိုတွားပြီးသိခင်းတဲ့အခါမှာကာကွယ်တဲ့အနေနဲ့ငကားကလုံကုန်းပန်းရခနမကြီးလေးပါဆိုပြီးတော့အဲ့ဒီအာလိန်50နဲ့ကာကွယ်ထားပါအဲ့ဒီမှာငကားပါပါတယ်နော်ငကားဆိုတာကကျတော့သရုမဟာပြည့်နတ်အုပ်စုတွေမှာပါတယ်နမကြီးလေးပါရဲ့အောက်မှာပါတယ်နတ်ငကားတွေရှိပါတယ်ရိုးရိုးငကားတွေရှိပါတယ်တို့ဆိုငကားဆိုတာကမွေမျိုးပါပဲနော်မွေမျိုးနယ်ပါပဲဥပမာချင်းသေးတို့ကြားလို့တက်တက်လို့ကိုကြောင်မျိုးနယ်လို့ခေါ်တယ်လို့အဲ့ဒီလူငကားနတ်ငကားတရိษံငကားဒီကြောင်ဖန်ဆင်းရတဲ့ငကားဒါတွေကိုမွေမျိုးထဲမှာအထက်မှာဖြစ်ပါတယ်အဓိကသူ့ရဲ့မျိုးနယ်ကမွေပါပဲတပ်ပြီးမှငကား9မျိုးရှိတယ်လို့ပြောတယ်ပြီးတော့1124မျိုးရှိတယ်လို့လည်းပြောပါတယ်ဒါကတော့ကျယ်ပြန့်လို့ဥဒင်းမပြောတော့ပါဘူးငကားကတကယ်ရှိပါတယ်နော်ပြီးတော့မြတ်စွာဘုရားအဲ့လိုငကားဆိုတဲ့သကလုံးကဘယ်ကလာတာလဲဆိုရင်နာဂဆိုတဲ့သကလုံးကနေလာတာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒီနာဂဆိုတဲ့လူကိုငကားကိုဘယ်လိုတတ်မှတ်တယ်လဲဆိုလို့ရှိရင်အကောင်အရန်ကြီးမားတဲ့သင်တွေမြင်းတွေနွားတွေတစ်ပင်တွေလူတွေမွေးတွေကိုလည်းမြတ်စွာဘုရားကဟောပါတယ်နာဂဆိုပြီးဟောပါတယ်အဲ့ဒါဥဒ္ဒအင်္ဂုတ္တရနိကေနာဂတုတ်မှာပါပါတယ်နော်ပြီးတော့မြတ်စွာဘုရားရဲ့အပေါ်ကျတဲ့နာဂဆိုတာဘာလဲဆိုရင်ကိုဖြင့်ကာယကံဝတိကံမနောကံဖြင့်မကောင်းမှုတွေကိုမလုပ်ရင်နာဂလို့ခေါ်ပါတယ်ဒါမြတ်စွာဘုရားရဲ့အလိုပေါ့လေ